နောက်လာမယ့်တစ်ပတ်ကကမ္ဘာ့ရွှေအတွက်အရန်ရေးကြီးတဲ့တစ်ပတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရွှေဈေးကွက်အတွက်အလောက်ခက်ကြီးကြီးမှဖြစ်စေနိုင်တဲ့တင်းတွေနောက်တစ်ပတ်မှာထွက်ဖို့ရှိပါတယ်။လာမယ့်ကျွန်တော်ကြာလာပတေးနေ့ဒီဇင်ဘာ10ရက်နေ့မြန်မာစံတော်ချိန်ညတနာရီခွဲမှာအမေရိကန်နိုင်ငံရဲ့ဗဟိုဘဏ်အတိုးနှုန်းဆုံးဖြတ်ချက်ထွက်ဖို့ရှိပါတယ်။လက်ရှိမှာအမေရိကန်ဗဟိုဘဏ်အနေနဲ့အတိုးနှုန်းကို4%မှာထိန်းထားတယ်ဆိုပေမဲ့ပေါ့နော်။နောက်လာမယ့်ဆုံးဖြတ်ချက်မှာဆိုရင်ကျွန်တော်အတိုးနှုန်း short ချပြီးတော့3.75လောက်ထိထားမယ်လို့ပညာရှင်တွေကတုံ့တက်ထားပါတယ်။အကယ်၍ဒါဘန်သုံးကကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်းပေါ့နော်ရှော့ချခဲ့မယ်ဆိုရင်ရွှေဈေးကွက်ကိုဘယ်လိုမျိုးတက်ရောက်မှုရှိမလဲပေါ့နော်အဲ့တော့ဘန်သုံးရှော့ချခြင်းအပြင်ဘာဖြစ်နိုင်လဲဆိုရင်စီးပွားရေးနှိကွေးလို့ကျွန်တော်ကဘန်သုံးကိုရှော့ချလို့ကျွန်တော်ကအကြံဖြင့်တုံ့တက်လို့ရတယ်အကယ်၍ဒါဘန်သုံးရှော့ချခဲ့မယ်ဆိုရင်ကြီးတွေကျွန်တော်ကပိုရှန်လာပြီးတော့ပေါ့နော် inflation ကိုကျွန်တော်တိုးစေမယ်အဲ့ inflation တိုးတာကြောင့်ပေါ့နော်ကျွန်တော်ကရွှေဝယ်လိုအားတွေတက်ပြီးတော့ရွှေဈေးကိုအတက်တွန်းအားပေးလေးရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလာမယ့်ကြာရာပတင်းနေ့မှာစောင့်ကြည့်ရမယ်အကယ်၍ဒါဘန်သုံးကတကယ်ရှော့ချခဲ့တယ်ဆိုရင်တော့ရွှေဈေးကွက်ကတော့လာမယ့်ကာလတွေမှာအတက်တွန်းအားပေးတော့ကောင်းကောင်းကြီးမြင်ရမှာဖြစ်ပါတယ်အဲ့တော့ရွှေဈေးကွက်ကကျွန်တော်ကအတက်ကိုကောင်းကောင်းလေးတွန်းအားပေးမယ်ဆိုတော့တန်ပြီးဝယ်ရမလားဒီလိုပုံစံမျိုးတော့မဟုတ်ဘူးတန်ပြီးတက်မဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဈေးကွက်ရဲ့သဘောတဘာဝအရာပေါ့နော်အတက်ကြလေးကျွန်တော်တို့ကရှိနိုင်တယ်တက်လိုက်ကြလိုက်ပေါ့နော်ပြီးကြမှာကျွန်တော်တို့ကတကယ်မူရင်းဈေးကွက်လာရကိုပြန်ပြီးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကဘာရွှေကိုအယောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်ကကိုယ့်အတွက်အန်တရဲ့အနည်းဆုံးဈေးနှုန်းတွေကိုရှာတက်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့နောက်လာမယ့်တစ်ပတ်မှာကဘာရွှေကိုကျွန်တော်ကအယောင်းဝယ်လုပ်မယ်ဆိုရင်ဘယ်ဈေးတန်းတွေကအယောင်းဝယ်လုပ်ဖို့အတွက်အကောင်းဆုံးဈေးတန်းတွေဖြစ်မလဲဆိုတာကိုကျွန်တော်အသေးစိတ်လေးသုံးသပ်ကြည့်ရအောင်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်တဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်။အခုမှစားလေးလာမယ့်မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်နန်းရှိမှာဖြစ်ပြီးတော့တင်နန်းကို Basic Video Class နဲ့ Basic VMB Class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ်။ Basic Video Class မှာဆိုရင်တင်နန်းကြီးတက်တက်တာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလိုသူတွေအတွက်ရည်ရွယ်ပြီး Basic VIP Class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလိုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကဘာရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့ Video Class နဲ့ 1/1 VIP Class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် Video Record အပြင် Notebook File မှာအခမဲ့ရရှိမှာမို့ထပ်ခါ Live Time လေ့လာလို့ရမှာဖြစ်ပါတယ်။တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကမ်းတဲ့ချက်နဲ့တင် जा ပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်လက်ရှိမြင်နေရတော့ဒါကဘာရွှေရဲ့84 time frame ဖြစ်ပါတယ်၄နာရီဈေးကွက်ဇယားဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်ဈေးကွက်အတက်ကြလေးတွေမတုံးတက်ခင်ပေါ့နော်အရှိတစ်ပတ်တုန်းကဖြစ်ခဲ့တဲ့ဈေးကွက်လေးကိုကျွန်တော်ခြုံကြည့်တဲ့အခါကျရင်ဈေးကွက်အလောက်ခက်ကငြိမ်နေရမြင်ရတယ်ပေါ့နော်အဲ့တော့ကြမယ်ဆိုလဲကျွန်တော်တို့က4160တက်မယ်ဆိုလဲ4260ဒီဝင်းကျန်မှာပဲဈေးကွက်ကအတက်ကြဖြစ်နေတယ်ဈေးကွက်ကငြိမ်နေတာကျွန်တော်မြင်ရတယ်အဲ့တော့ဘာကြောင့်ငြိမ်နေရလဲဆိုရင်ကျွန်တော်နောက်တစ်ပတ်မှာထွက်မယ်အတုံးတုံးကိုကျွန်တော်တို့ကစောင့်နေတာဖြစ်ပါတယ်အဲ့တော့စောင့်နေရင်တလန်းနဲ့သူဘာပြလဲဆိုတော့တောက်ကြနေမှာကျွန်တော်တို့ကကြီးမားတဲ့အကြောက်ကိုကျွန်တော်တို့ကမြင်ရတာတွေ့ရတယ်ပေါ့နော်အဲ့တော့ငါဆိုရင်ဈေးတက်တယ်ဆိုရင်မဲ့လေအကြားကကျွန်တော်ကောင်းကောင်းလေးဖုံးသွားတယ်ဒါကြောင့်မို့တောက်ကြနေမှာကြထားတာဖြစ်တာမလို့ကဘာရွှေကကျွန်တော်တို့ကဒီရဲ့တည်င်းကိုစောင့်နေရင်ကာလမှာပဲကျွန်တော်အကြလေးနည်းနည်းလေးအားတာမယ်လို့တော့ကျွန်တော်တုံးတက်တယ်နည်းနည်းလေးကျွန်တော်ကအကြလေးပြန်ပြီးတော့အစောပိုင်းမှာမြင်ရနိုင်ချေရှိရလို့သုံးသက်တယ်ပေါ့နော်အဲ့တော့တည်င်းမထွက်ခင်ကာလမှာတော့ကျွန်တော်တို့ကအလုတ်ခက်ကတော့အရင်ကြီးမှတော့မြင်ရမှာမဟုတ်ဘူးဈေးကြမယ်ဆိုလေအေးလေးနဲ့ကျွန်တော်ကြနိုင်ချေရှိရလို့ကျွန်တော်သုံးသက်တယ်အဲ့တော့တည်င်းထွက်ပြီးသွားရင်တော့ကျွန်တော်တို့ကတည်င်းပေါ်လိုက်ပြီးတော့ကျွန်တော်ဈေးကွက်အတက်ကြလေးတွေမြင်ရနိုင်ချေရှိတယ်အဲ့တော့ဈေးတက်မယ်ဆိုရင်ကျွန်တော်ဘယ်ဝင်းကျင်တွေကတက်နိုင်လဲပေါ့နော်အဲ့တော့တက်မယ်ဆိုရင်ကျွန်တော်အောက်မှာအဝယ်တွေစောင့်နေတဲ့ဈေးအနေနဲ့4125နဲ့4150ဒီကြားလဲကျွန်တော်တို့ကအဝယ်တွေစောင့်နေတဲ့ဈေးတန်းဖြစ်ပါတယ်အဲ့တော့ဒီဈေးတန်းကနေတက်တာလေဖြစ်နိုင်တယ်အဲ့လိုပဲကျွန်တော်ကဒီရဲ့အဝယ်စောင့်နေတဲ့ဈေးတန်းအပြင်အောက်မှာလည်းနောက်ထပ်အဝယ်တွေစောင့်တဲ့ဈေးတန်းတစ်ခုရှိတယ်4000ဈေးတန်းမှာဒီဈေးတန်းကကျွန်တော်က psychology ရကျွန်တော်ကအယောင်းဝယ်တွေအရန်တဘောကြတဲ့ဈေးတန်းလည်းဖြစ်တာမလို့ဒီဈေးတန်းကိုလည်းစောင့်ကြည့်ရမယ်အဲ့တော့တည်င်းထွက်တဲ့ကာလမှာဆိုကျွန်တော်ကရုတ်တရက်ပြဒီနားနေပဲတက်သွားလဲကျွန်တော်ဖြစ်နိုင်တယ်လို့ပဲ
အရင်ဆုံးဗျာ4000တိဆွဲချပြီးတော့မှ4000စီတန်းကလည်းတက်တာဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဝယ်မယ်ဆိုရင်နောက်တစ်ပတ်မှာကျွန်တော်က4125နဲ့4000စီတန်းဝန်းကျင်မှာကျွန်တော်ကအဝယ်တွေအတွက်စဉ်းစားတာကိုကျွန်တော်အားပေးပါတယ်ဒါတော့ကျွန်တော်တို့ကလာမယ့်တစ်ပတ်အတွက်ကမ္ဘာရွှေဈေးကွက်အမြင်ဖြစ်ပါတယ်ဒီဈေးကွက်အမြင်ဟာဆိုရင်ကျွန်တော်တို့ကဘန်သုံးလုံးအနေနဲ့ကျွန်တော်မျှော်မှန်းထားတဲ့အတိုင်း short ချခဲ့မယ်ဆိုရင်ဝယ်လို့ကောင်းတဲ့ဈေးတန်းတွေကိုကျွန်တော်အဓိကထောက်ပြပေးတော့ဖြစ်ပါတယ်အဲ့တော့ကမ္ဘာရွှေရောင်းဝယ်တမားတွေနဲ့ဆိုရင်လည်းနောက်လာမယ့်တစ်ပတ်မှာအကျိုးမြတ်မများရကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရမယ်